မင်္ဂလာပါဒေါက်တာဝမ်ရဲ့ Web Space ကပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာကျမကစဉ်းစားတယ်ပေါ့နော်ဗာလေးများပြောရရင်ကောင်းမလေးဆိုတော့ကျမအခု counseling section တွေယူတဲ့အခါမှာအဓိကဘယ်လို mental health problem လို့ခေါ်ရမှာပေါ့နော် mental health problem တစ်ခုဖြစ်တဲ့ depression နဲ့ဒီ mental health စိတ်ကျန်းမာရေးဟာဘယ်လိုဆက်ဆက်နေလဲဆိုတဲ့ဟာကိုကျွန်မပြောပြပေးချင်တယ်အဲ့တော့ depression ဆိုတာကတော့လူတွေအားလုံးမစိမ်းကြဘူးပြောနေကြတာเนาะအဲ့တော့ဒါဟာကိုသိထားတဲ့အကြောင်းအရာတွေနဲ့ကိုကိုက်ညီရဲ့လားဆိုတာကိုကျမတို့လိုက်ပြီးတော့စဉ်းစားကြည့်ကြမယ်အဲ့တော့ depression လို့ပြောလို့ရှိရင်အားငယ်တဲ့ဝမ်းနဲ့ယုံတက်တက်ပဲလို့လူတွေကထင်ကြတယ်ပေါ့နော်မဟုတ်ပါဘူးအဲ့တော့စိတ်တက်တွေကြနေုံတက်တက်ပဲမဟုတ်ဘူးအုံနောက်ကနောက်တစ်ခုကခန္ဓာကိုယ်ပါထိခိုက်တယ်ပေါ့နော်ထိခိုက်ပြီးတဲ့အခါမှာစိတ်ကျန်းမာရေးကိုဘာဖြစ်လဲဆိုလို့ရှိရင်ထိခိုက်သွားနိုင်တယ်အဲ့တော့ तू ကအများကြီးပဲမိကိုကြွက်လျှောက်လိုက်ပြီးတော့ခါကြတော့ထိခိုက်တယ်လို့ဆိုရမှာပေါ့နော်ဆိုတော့အဲ့လိုမျိုး client တွေလာတဲ့အခါကြလို့ရှိရင်ဘာကြောင့်ဖြစ်တာလဲဆိုတဲ့ဟာကိုကျမတို့ကစဉ်းစားကြည့်ရတာပေါ့နော်စဉ်းစားကြည့်တော့ခါမှာအဲ့တော့ဖြစ်နိုင်ရရှိတာကအုံနောက်မှာကျမတို့ကစိတ်ပျော်ရွှင်တဲ့ဟော်မုန်းတွေ serotonin လို့ခေါ်တဲ့ဟော်မုန်းတွေထွက်တာရှိတယ်အဲ့တော့အဲ့ဒီဟော်မုန်း balance မဖြစ်တာလားပေါ့နော်နောက်တစ်ခုကကြတော့ family history ကိုမေးရတယ် family history ဆိုတာကကိုဒီနားတဲ့ client ရဲ့family မှာဒီလိုမျိုးပြဿနာရှိထားတဲ့သူရှိသလားရှိတယ်ဆိုလို့ရှိရင်တော့မျိုးရိုးဗီဇကြောင့်ပေါ့နော် genetics အရာဒါဒီသူ့မှာလည်းဖြစ်ဖို့အတွက် risk ရှိတယ်ပေါ့နော်ဖြစ်နိုင်ခြင်းများတယ်နောက်တစ်ခုအနေနဲ့ဆိုလို့ရှိရင်တော့ဒါတွေကတော့တည်ထားတဲ့အတိုင်းပဲကိုယ့်ရဲ့ဘဝမှာတွေ့ကြုံခဲ့ရတဲ့စိတ်ပိုင်းဆိုင်ရာဒဏ်ရာဒဏ်ချက်တွေနော်နောက်သူတို့ရဲ့ဆုံးရှုံးမှုမှာလူတွေကိုဆုံးရှုံးမယ်ဟလာအကြောင်းအရာတွေအမျိုးမျိုးကိုဆုံးရှုံးမှုတွေဖြစ်တယ်နောက်အလုံးနဲ့ပတ်သက်တယ်ဆိုလို့ရှိရင်အလုတ်ကပြုတ်သွားတယ်နော်အလုတ်ကနေပြီးတော့ထွက်လိုက်ရတဲ့အချိန်မှာဘာမှလုပ်ငန်းကိုင်ငန်းမရှိတဲ့အချိန်မှာလုပ်ငန်းတွေဆုံးရှုံးသွားတဲ့အချိန်မှာနောက်တစ်ခုကကြတော့ရေရှည်ပေါ့နော်စိတ်ဖိစီးမှုတွေ stress တွေကိုလုံးဝမကုသဘဲနဲ့ထားရှိတဲ့အခါမှာရေရှည်စိတ်ဖိစီးမှုတွေကြောင့်လည်းပြန်ပြီးတော့ဘယ်ကိုကူးသွားနိုင်လဲဆိုလို့ရှိရင် depression ကိုကူးသွားနိုင်တယ်ပေါ့နော်အဲ့တော့ mental health စိတ်ကျန်းမာရေးနဲ့ဘယ်လိုဆက်ဆက်နေလဲဆိုလို့ရှိရင်ကျမတို့ရဲ့ mental health မှာသူက daily routine တွေကိုပါသူကလွှမ်းမိုးထားတာပေါ့ဘယ်လိုဟာမျိုးလဲဆိုတော့အရင်တုန်းကလူတွေကဒီ client အနေနဲ့ပေါ့နော်သူပျော်တယ်ဆိုတဲ့အရာတွေသူစိတ်ဝင်စားတယ်ဆိုတဲ့အရာတွေကိုလည်းလုံးဝစိတ်ဝင်စားတော့ဘူးလုံးဝမျှော်လင့်ချက်ကင်းမဲ့ပြီးတဲ့အခါကျတော့အများတန်းပင်မနွမ်းနေနေတယ်အိမ်မပျော်ဘူးဆိုတဲ့ client လည်းရှိတယ်လို့တနေ့ကုန်အိမ်ယာပေါ်မှာပဲရှိနေပြီးတော့လုံးဝဘာမှလည်းမထဘူးမစားမတောင်းနဲ့အိမ်ယာထဲမှာပဲခွေနေတယ်လုံးဝအိမ်လွန်နေတယ်ဆိုတဲ့ clients ကိုလည်းတွေ့ရတယ်အဲ့တော့နောက်တစ်ခုသူတို့ပြောတာကိုကဘာမှအတုံးမကျဘူးเนาะအတုံးမကျတော့ဘူးဘာမှလည်းမလုပ်နိုင်တော့ပါဘူးဘာမှတန်ဖိုးမရှိတော့ပါဘူးဆိုပြီးတဲ့အခါမှာ self esteem ကလည်းအရင်ကျနေတာဒါတွေဟာ depression ရဲ့လက္ခဏာတွေဖြစ်တယ်ပေါ့เนาะအဲ့တော့စိတ်မကောင်းတာတခုကအတူနေတဲ့သူတွေပေါ့နော်သူတဲ့အတူနေတဲ့သူတွေကနားမလဲဘူးဘာဖြစ်လို့လဲဆိုတော့ဒီတန်ချက်တွေကသူကမမြင်ရဘူးမမြင်ရဘဲနဲ့ရှိနေတဲ့အခါကျတော့သူအတွင်းစိတ်ထဲမှာပဲဖြစ်နေတာဖြစ်တဲ့အတွက်ကြောင့်မို့လို့လူတွေကနားမလဲဘူးဆိုတဲ့ပြဿနာတွေကိုတွေ့ရတယ်အဲ့တော့အတူနေတဲ့မိသားစုတွေလည်းဒါကိုသိထားစီချင်တယ်ပေါ့နော်အဲ့တော့အရေးကြီးဆုံးသိရမှာကတော့ depression ဟာပျောက်ကင်းနိုင်ပါတယ်နော်အဲ့တော့ဒီလိုမျိုးခုနပြောသွားတဲ့လက္ခဏာတွေကိုယ်မှာပဲဖြစ်ဖြစ်ဘေးမှာရှိနေတဲ့လူတဦးတယောက်မှာပဲဖြစ်ဖြစ်ဒီလက္ခဏာရက်တွေဖြစ်ပေါ်နေပြီဆိုတဲ့ဟာကိုသတိထားမိတယ်ဆိုလို့ရှိရင်ကျမတို့ဒီနားလည်တက်ကြွတဲ့ပညာရှင်တွေဆွေးနွေးကုသဖို့အတွက်ကိုအချိန်မဆိုင်မဲ့နဲ့မလုပ်ရလဲလုပ်ရမှာဖြစ်တယ်။ counseling အတွက်ကိုလိုအပ်တဲ့ support တွေယူသင့်ရင်လည်းယူရမှာဖြစ်တယ်ပေါ့နော်။အဲ့တော့ depression ကနေရုံထွက်ဖို့ရာအတွက်ဆိုလို့ရှိရင်တော့ကျမတို့ရဲ့ warm space ကနေပြီးတော့အမြဲရှိနေပြီးမှဖြစ်တဲ့အတွက်ကြောင့်မို့လိုအပ်လို့ရှိရင်ဆက်သွယ်လိုက်ဖို့ဝင်မလေးပါနဲ့အားလုံးပဲစိတ်ကျန်းမာရေးနဲ့ပြည့်စုံပြီးတော့အေးချမ်းတဲ့ဘဝကိုရရှိနိုင်ကြပါစေရှင်ဒီနေ့ပြောသွားတဲ့ဗီဒီယိုလေးကကိုယ့်အတွက်အကျိုးရှိစေခဲ့တယ်ဆိုလို့ရှိရင် follow လုပ်ပါပြီးလို့ရှိရင် like and share လုပ်ပြီးတော့ community ကိုကူညီနိုင်ပါတယ်ဒေါက်တာဝမ်ရဲ့ warm space ဖြစ်ပါတယ်နောက်ထပ်ဗီဒီယိုတွေနဲ့အတူပြန်လာခဲ့ပါမယ်